Alright, hello, RDFT အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဂျာ future platform ကိုဒီ free trial ရဲ့အနေနဲ့သုံးလို့ရမယ်နည်းလမ်းလေးမျှဝေမှာပေါ့နော်ဆိုတော့ဒီ video ကျွန်တော် public မှာလည်း release လုပ်ပါမယ်အဓိကတော့ RDFT team အတွက်ကျွန်တော်လုပ်တာပါဒီ brother တွေအနေနဲ့data feed ကိုပတ်စံပေးပြီးတော့ဝယ်ကြမလို့ပဲနဲ့14ရက်လောက်trial အနေနဲ့သုံးလို့ရအောင်လို့ပေါ့နော်အရင်ဦးဆုံးဒီ future market ကိုစပြီးတော့စမ်းကျင်တဲ့ညီကိုတွေပတ်စံမကုန်အောင်လို့နော်ဘယ်လိုအလကားရမယ်ဆိုတာမျိုး sharing လုပ်တာပါဆိုတော့ဒီ public ကညီကိုတွေကဘာသိဖို့လုပ်မလဲဆိုတော့ CFD နဲ့ဒီ future ရဲ့ဂျားတွေက difference ကိုနားလည်ဖို့လိုမယ် CFD ဆိုတာပါလဲ future ဆိုတာပါလဲ future ဆိုတာဟို CME future ကိုပြောတာเนาะကျွန်တော်တို့ဒီ centralized exchange ဖြစ်တဲ့ crypto future ကိုကျွန်တော်မဆိုလို့ဘူးthat's a bullshit for me so အဲ့တော့ဒီ public ကညီကိုတွေက CFD နဲ့ future ရဲ့ difference ကိုနားလည်ရမယ်ပြီးလို့ရှိရင်trading platform ဆိုတာပါလဲ data feed ဆိုတာပါလဲနားလည်ရမယ်ကိုယ်တိုင်လိုက်ပြီးတော့စမ်းမယ်ဆိုရင်တော့ဒီ contract တွေရဲ့သဘောတဘာဝတွေကိုနားလည်ရမယ်နောက်တစ်ခုက order types တွေကိုနားလည်ရမယ် future ရဲ့ contract တွေနားလည်ရမယ် future ရဲ့ order type တွေနားလည်ရမယ်ပြီးရင် delivery method တွေအကြောင်းကိုနားလည်ရမယ်နောက်တစ်ခုကကြတော့မရှိအောင်မလဲfuture မှာ CFD နဲ့လုံးဝအစိမ့်သက်ဖြစ်မှာကnow SS ပေါ့နော် SS ဆိုတဲ့နေရာမှာဟိုမှာ index ကို trade မယ်ဆိုရင်ကျွန်တော်တို့ mini ရှိမယ် micro ရှိမယ်အဲ့တော့ mini ဆိုတာပါလဲ micro ဆိုတာပါလဲအဲ့ဒီဟာတွေနားလည်ရမယ်သူတို့က fixed price တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မျိုးကျွန်တော်တို့ CFD trade တလို့မျိုး 0.1 lot လို့ 0.2 lot လို့ဒါမျိုးတွေမရှိဘူးเนาะအဲ့တော့လုံးဝအသေးပဲaccount size ဘယ်လောက်ကိုပဲတုံသူတို့ရဲ့ contract တွေအသေးသွားတာဖြစ်တဲ့အတွက်ကြောင့်မျိုးအဲ့ဒီသဘောပါပါတွေအရင်နားလည်ထားဖို့လိုလိမ့်မယ်ဆိုတော့အဲ့ဒီဟာတွေနားလည်ပြီးမှဒီ future ကိုစမ်းဖို့လို့အတွက်recommend ပေးပါတယ်เนาะအဲ့တော့ဒီ RDF ပြညီကိုတွေအတွက်ကတော့စမယ်ကျွန်တော်တို့တွေfree trial အနေနဲ့ account တစ်ခု create လုပ်မယ် account တစ်ခုစောက်ကြမယ်ပေါ့နော်စောက်မယ်ဆိုတော့ဘယ်ကိုသွားမလဲဆိုတော့ဒီ motivewave.com ကိုသွားပါ motivewave.com ကိုသွားလို့ရှိရင်ဒီ website ကိုရောက်လိုက်မယ်เนาะရောက်လို့ရှိရင်ကျွန်တော် free trial ဆိုတော့ click လိုက်ပါအဲ့ဒီမှာကျွန်တော်ဒီမှာ name ကိုကြိုက်တဲ့နာမည်ပေးပါကျွန်တော် RDF လို့ပေးထားတယ်ဆိုတော့ပြီးရင် email ကိုကျွန်တော်ကအခုလက်ရှိသုံးနေတဲ့ email ပေးထားတယ်ပြီးလို့ရှိရင် by grading account ဆိုတော့နှိပ်sorry ပြီးရင် register now နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်သူတို့ကကျွန်တော်တို့ကို email တစ်စောင်ပို့လိုက်မယ်ဒီမှာ motivate support ဆိုပြီးတော့ email တစ်စောင်လာလိုက်မယ်လာပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ download ဆွဲရမယ်brother က Windows ဆိုရင် Windows အတွက် down ပါ Linux ဆိုရင် Linux အတွက် down Mac ဆိုလို့ရှိရင် Mac OS address down မယ်เนาะ Mac မှာ Intel လားဒါမှမဟုတ် Apple Silicon လားအဲ့ဒီမှာကို device ရဲ့ requirements ကိုကြည့်ပြီးတော့ကို device ရဲ့ specification ကိုကြည့်ပြီးတော့ဒီ requirements line ဖြစ်တဲ့ application ကို down ပါပြီးရင် install လုပ်ပါเนาะ install လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ okay application ကိုဖွင့်မယ်ပေါ့နော်ဖွင့်မယ်ဆိုတော့အခုပြောရရင် motivewave ဒီ trading platform မှာအဲ့တော့เนาะ motivewave ဒီ trading platform မှာကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ user agreement တွေလိုပါမယ်เนาะအဲ့တော့provider license key တွေကျွန်တော်တို့ရှိရမယ်ပြီးရင် watch page တခု create လုပ်ရမယ်စချင်းဘာလုပ်ရမလဲဆိုတော့ license agreement လုပ်ရမယ် license agreement ဆိုတဲ့နေရာမှာကတော့ဒီ platform မှာသူက CFTC ကချမှတ်ထားတဲ့ article ကိုသူကလိုက်နာထားတယ်ဆိုတော့အကြောင်းပေါ့နော်အဲ့ CFTC rules ကိုကျွန်တော်တို့သိချင်တယ်ဆိုရှာဖတ်ပါနော်ကျွန်တော်တို့ဒီမှာအထူးသီးသန့်ပြောမနေတော့ဘူး okay ပြီးရင်ကျွန်တော် next ကို click မယ် terms and condition တွေကိုကျွန်တော်တို့ accept လုပ်ပေးရမယ်เนาะပြီးရင် agree ကိုနှိပ်မယ်အဲ့တော့ license key ကျွန်တော်တို့ဒီမှာစပြီးတော့တောင်းပါပြီเนาะအဲ့ဒီ license key ကဘယ်ကနေရမလဲဆိုလို့ရှိရင်ကျွန်တော်တို့စောစောက motivewave support ကနေပြီးတော့ကျွန်တော်တို့စီကို license key ပို့ပါတယ်ဒီ license key နဲ့ပဲကျွန်တော်တို့သုံးလို့ရလိမ့်မယ်အဲ့ဒီ license key ကဘယ်လောက်ခံမလဲဆိုတော့14ရက်ခံပါလိမ့်မယ်เนาะ trial version ပဲပေးထားတာပါအဲ့တော့ဒါကျွန်တော်တို့ license key ပါ license key ထည့်မယ်ပြီးရင် next ကို click မယ်ဒါဆိုရင်ဘာရမလဲဆိုတော့ trading platform ရမယ်เนาะအဲ့တော့ workspace ကိုကျွန်တော်စိတ်ကြရွေးမယ်ပေးလို့ရတယ်ပေါ့နော်ကျွန်တော် RDFT လို့ပေးလိုက်မယ် location က motivewave cloud ဒါမှမဟုတ် local disk ပေါ့နော်ကျွန်တော် motivewave cloud မှာပဲထားလိုက်မယ် next ကိုနှိပ်မယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဗာထည့်ရမလဲဆိုတော့ data feed ထည့်ရမယ်เนาะ sorry
အဲ့တော့ public က brother တွေကဘာနားလည်ဖို့လိုလဲဆိုတော့ trading platform ဆိုတာပါလဲ trading data feed ဆိုတာပါလဲအဲ့ဒီဟာကိုနားလည်ဖို့လိုမယ်အဲ့ဒီဟာတွေနားလည်ထားမှာပဲဒီကောင်လေးကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီ RDFT team က brother တွေကတော့နားလည်ပြီးသားကျွန်တော်တို့ဘာလို့မလဲ data feed လို့မယ်နော် data feed ကဘယ်ကနေယူမလဲဆိုတော့ဒီမှာကတော့အများကြီးပဲသူတို့ဒီမှာ support ပေးထားတယ်ဒါတွေက trial ပေးထားတဲ့ဟာတွေပေါ့နော်ဆိုတော့ EMP global clearing အကုန်လုံးဒီပါလဲဆိုတော့နောက်တော့ဖြင့် CQG တွေပေါ့နော် CQG ပေးထားတယ် forest.com ကလည်းပေးတယ် IQFeed ကလည်းပေးတယ်အဲ့တော့ဒီမှာကျွန်တော်ကဘာကိုသုံးခိုင်းမလဲဆိုတော့ကျွန်တော် recommend ပေးတာ EMP AMP ပေါ့နော် AMP global clearing အဲ့ဒီဟာကိုကျွန်တော် recommend ပေးမယ်ဆိုတော့ဒီထဲကနေပြီးတော့ကျွန်တော်တို့ data feed သွားပြီးတော့ရှောက်ရမယ်ပေါ့နော် data feed ကို trial သွားရှောက်ရမယ် AMP ရှောက်မယ်ဆိုတော့ဒီမှာ service ရွေးမယ် AMP global clearing တော့ rhythmic ရှိတယ် CQG ရှိတယ်ကျွန်တော်ကတော့CQG ကိုပဲအခုလောလောဆယ်သုံးစေချင်တာပေါ့နော်အဲ့တော့ CQG ကိုပဲရွေးလိုက်ပါဒါက free demo အကောင့်မှာ connection က live တဲ့ကျွန်တော် demo ကိုရွေးလိုက်မယ်နော်test connection မလို့ data service မလို့အဲ့တော့ user name ကိုကျွန်တော်တို့ကြိုက်တာပေးလို့ရမယ်နော်ကျွန်တော် RDFT လို့ပဲပြောလိုက်မယ်ပြီးရင်ကျွန်တော် finish ကိုနှိပ်မယ်ဒီမှာကျွန်တော်တို့ကို watch page ရွေးခိုင်းတယ်ကျွန်တော် RDFT ကိုရွေးလိုက်တယ် continue ဆိုပြီးတော့ဆက်နေတယ် so free trial expire don't give me that shit okay ဒီမှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ EMP global clearing နဲ့အပေါ်ခေါင်းစဉ်ကိုကြည့်မယ်နော်အဲ့တော့ EMP global clearing မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ account create မလုပ်ရသေးဘူးအဲ့တော့ account create သွားလုပ်မယ်model wave ရဲ့အောက်မှာရှိတဲ့ EMP future ကိုကျွန်တော်တို့ခေါ်သွားလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ first name last name email request demo ဆိုပြီးတော့ demo ကို request လုပ်ရမယ်နော်အဲ့တော့အကုန်လုံးကဘယ်ကနေသွားလဲဆိုတော့ဒီထဲကနေပဲသွားတယ်အဲ့တော့ဒီမှာဘာမှမရှိဘူးဟာဆိုပြီးတော့ရမ်းမထည့်လိုက်နဲ့ကျွန်တော်တို့ဒီ model wave create လုပ်တော့ကလည်းဘာမှမထည့်လိုက်ဘူး email ပဲထည့်လိုက်တာ email ကိုပဲသူတို့ license key ပို့ပေးတာအဲ့ဒီမှာ user name password တွေဘာမှမရှိဘူးเนาะအဲ့တော့ဒီမှာကျွန်တော်တို့ဘာထည့်မလဲဆိုတော့ first name ထည့်မယ်email ကိုကျွန်တော်ကိုသုံးနေတဲ့ A3 ပေါ့နော်အဲ့ဒီကောင်ထည့်မယ်ပြီးရင် request demo error get started with your free ဒီမှာ28 day real time CQG data trial လို့ပြောတယ်အဲ့တော့ real time ဟုတ်မဟုတ်ကျွန်တော်တို့စစ်ကြမယ်ပေါ့နော်ကျွန်တော်အခုလက်ရှိ edit train နေတဲ့ volumetric ကဒီ price chart နဲ့ဒီ CQG က price chart နဲ့ကျွန်တော်တို့တွေဟိုလုပ်မယ်တိုက်ကြည့်ကြမယ်နော်အဲ့တော့ဒီမှာသူပါပို့မလဲဆိုတော့receive an email directly from the CQG within 5 minutes you are demo username and password တို့ account create ကျွန်တော်တို့ account create လုပ်ပေးလိမ့်မယ်5 မိနစ်လောက်ကျွန်တော်တို့စောင့်ရမယ်လို့ပြောတယ်အခု ready တော့ဒီမှာဝင်မလာသေးဘူးကျွန်တော်ပို့သေးကြအောင်လို့ spam mail ပါသွားပြီးကြည့်မယ် spam ထဲမှာလည်းရောက်မလာသေးဘူးเนาะဒီမှာစောင့်မယ်သူတို့ model wave account demo account ကျွန်တော်တို့ create လုပ်ပေးနေတယ်
Connected. We can do EMP connect ဆိုတဲ့ email subject နဲ့ကျွန်တော်တို့စီကို email ဝင်လာမယ်လို့သူပြောထားတယ် if you need any assistance with the setup please contact our 24 live chat EMP future tech supports should be anyway desktop notification for Gmail okay spam ထဲမှာလည်းဝင်လာတယ်အဲ့ဆောင်ကြည့်မယ်ဆိုတော့ဒါအခုလက်ရှိ live market ပေါ့နော် MNQ micro Nasdaq 4နာရီ48မိနစ်ရှိသွားပြီ4နာရီ48မိနစ်ဆိုတော့ကဒါ US time zone ပေါ့နော် US time zone နဲ့ကျွန်တော်ထားတာဆိုတော့ထိုင်လန်တိုင်းစုံနဲ့ဆိုလို့ရှိရင်တော့ဒီခုလက်ရှိချိန်က3နာရီ48မိနစ်ပေါ့ဒီလိုက် save time နဲ့ standard time ရဲ့ difference ကြောင့်မလို့ကွာဟချက်ရှိနေပါတယ်sorry တခုချက်ချောနေလို့လားမသိဘူးကျွန်တော်ထပ်ပြီး request လုပ်ကြည့်မယ်နော် maybe username ကြောင့်ဖြစ်ကောင်းဖြစ်မယ်စမ်းကြည့်လိုက်မယ် RDFD future လို့ပဲပြောလိုက်မယ်ပြီးရင်ကျွန်တော် A3 first free model with real time simulation demo we should arrive in short 10 all right xong nó ok security trader ဆိုပြီးတော့ဒီမှာရောက်လာပြီ we can do EMP connect အဲ့တော့3:50မှာဝင်လာเนาะဆိုတော့ကျွန်တော်တို့အဲ့ဒီမှာဝင်လာတဲ့ username password ကိုသုံးပြီးတော့မှစောစောက motive wave ထဲမှာ data feed ကို Connection lost. okay data feeds ကိုကျွန်တော် connect လုပ်မယ်ပေါ့နော်ဟိုဒီ internet line ကျသွားတယ်ကျွန်တော်အရင် router wait a minute Disconnected. all right Connected. okay ဖြစ်ချင်နိုင်ကိုဖြစ်ရလို့connected ဆိုတော့
something wrong နဲ့ဆိုတော့ကျွန်တော်ဒီကောင်ခဏပြန်ပြီးတော့ offline volumetric ကတစ်ခါတလေမှာအဲ့ဒီလိုမျိုး connection လက်သွားပြီးတော့ပြန်ပြီးတော့တက်လာတဲ့အချိန်ကျရင် local time zone နဲ့ဒီ chat ထဲမှာရွေးထားတဲ့ time zone နဲ့အဲ့လို conflict ဖြစ်သွားတတ်တယ်ကျွန်တော်အဲ့ဒီဟာကိုပြန်ပြီးတော့ reset ချကြတော့အကုန်လုံး populate တစ်ခုလုံးကျွန်တော်ပိတ်ချလိုက်တာเนาะအဓိကတော့ဘယ်မှာသုံးပါလဲဆိုတော့ဒီမှာရပြီဒီမှာသုံးချင်တာပေါ့နော်အဲ့တော့ user name ကကျွန်တော်တို့ပေးချင်တာပေးလို့မရအောင်သူတို့လုပ်ပေးထားတယ်ကျွန်တော်တို့အဲ့ဒီ user name ပဲထည့်ရမယ်နော်ပြီးလို့ရှိရင်ကျွန်တော် demo အတွက် password လည်းသူတို့ create လုပ်ပေးထားပါတယ်ကျွန်တော်တို့အဲ့ဒီ password ကိုသုံးပါမယ်ဆိုတော့ဒီမှာကျွန်တော်အမြဲတမ်း remember password လို့ထားထားမယ်နော်ဆိုတော့ဒီကောင်ကုန်နဲ့အချိန်ကြလို့ရှင် brother တို့နောက်ထပ် email တစ်ခုနဲ့ထပ်ပြီးတော့ဟိုလုပ်ချင်တယ်ဆိုရင်တော့ personally ကျွန်တော်ပြန်ဆက်သွယ်ပေးနော် okay ဒီမှာ connection မှာ demo ပြီးရင် connect ဆိုတာနှိပ်လိုက်အဲ့ဒါမှ trading platform နဲ့ဒီဟိုဟာနဲ့ sorry data feed နဲ့ connect ဖြစ်သွားမှာပေါ့နော်ဆိုတော့ internet connection ကြောင့်ဖြစ်နေမယ်ဗျာဒီမှာကျွန်တော်နောက်ထပ် EME future ကဘာတွေဝင်လာသလဲဆိုတော့ introduction ပေါ့ EME future ဆိုတော့ပြီးရင်မကြ follow up လိုက်တာမျိုးတွေတွေ့ရလိမ့်မယ်နော် email နဲ့သူတို့ရဲ့data feed ကိုတောင်းရတာအဆင်ပြေသလားဘာလားညာလားပေါ့နော်ဆိုတော့ရောက်လာပြီကျွန်တော်ရပြီဆိုတော့ဒီကောင်ကြီးတစ်ခုလုံးဘယ်လိုသုံးရမလဲဆိုတာကတော့အများကြီးပဲ video တွေရှိတယ်နော်သူတို့ရဲ့ YouTube channel မှာလည်း video တွေရှိတယ်အဲ့ဒီဟာတွေကိုအသေးစိတ်နားလဲခြင်းအဲ့ဒီဟာတွေကိုအသေးစိတ်သွားကြည့်ပါဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တို့ဒီ trading မှာသုံးလို့ရမယ်သုံးရမယ့်ဟာတွေပေါ့နော်သုံးရမယ့်ဟာတွေကိုပဲကျွန်တော်ကဘာလုပ်ပေးလိုက်မလဲဆိုတော့ဒီမှာရှင်းပြလိုက်မယ်နော်ဒီမှာရှင်းပြလိုက်မယ် index 73ရှိတယ် energy 10ခုရှိတယ်ကျွန်တော် trade လုပ်ရတဲ့ဟာတွေရှိမယ်နော်ကျွန်တော် alert ကိုလည်းပိတ်လိုက်မယ်နောက်တစ်ခုကကျွန်တော်ဒီ trend line ကြီးပါနေတဲ့ဟာကိုမကြိုက်ဘူးဒါ volume maybe အဲ့ဒီကောင်က indicator ဖြစ်မယ် SMA small moving average ပေါ့နော်တူတူလည်းဖြတ်လိုက်မယ် not responding နဲ့ဒီကောင်က crash တာ internet connection ကြောင့်မဟုတ်ဘူး alright အဲ့တော့ recommend ပေးတာကတော့ RAM နည်းနည်းများတဲ့ device တွေကပို့ပြီးတော့အဆင်ပြေမယ် storage ဆိုတာထက်အဓိကကတော့ real time data ကို handling လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ RAM ကတအားစကားပြောလိမ့်မယ်ကျွန်တော် RAM ထက်စိုက်ဖို့လုပ်မယ်alright so အဲ့တော့အခုကောင်းလည်းပိတ်လိုက်မယ်နော်ကျွန်တော်တို့ trader ဘာ trader များလဲဆိုတော့ MNQ ပေါ့နော် macro Nasdaq ကို trader များတယ်အဲ့တော့ဒီထက်မှကျွန်တော်သွားရှာရအောင် MNQ currency ရော future မှာ trade လို့မရဘူးလားဆိုရတယ်เนาะ GBP တို့euro တို့ trade နေတဲ့ညီကိုတွေနောက်ရွှေတွေဘာတွေ trade တဲ့သူတွေလည်း future market မှာရွှေ trade လို့ရတယ်เนาะအဲ့တော့ပြောရလို့ရှိရင်အခု contract ကပါလဲဆိုတော့ MNQM 2026ပေါ့เนาะနောက်လာမယ့် contract က MNQU 2026အဲ့တော့ဒါတွေကကျွန်တော်တို့ဒီ RDF တွေ brother တွေတည်ပြီးသားဖြစ်မယ် public ကညီကိုမောင်နှမတွေအနေနဲ့ဘာလုပ်ဖို့လုပ်မလဲဆိုတော့ဒီ delivery man တွေကိုတွားပြီးတော့ရှာ future ရဲ့ delivery man ဆိုတာပါလဲလွယ်ပါတယ်ကျွန်တော်တို့ AI မှာတွားမေးလို့ရတယ်เนาะ AI မှာတွားမေးပြီးရှင်းခိုင်းလို့ရတယ်အဲ့တော့အခုကျွန်တော်တို့အဲ့ဒီကောင် trade မယ်ဆိုတော့ဒီမှာနောက်တစ် chat တစ်ခုရှိတယ်ကျွန်တော်တို့ပိတ်လိုက်မယ်เนาะအကယ်၍ကိုက okay နောက် chat တစ်ခုထပ်ပြီးတော့ဖွင့်နေတယ်ဆိုဒီ view မှာထပ်နေလားအဲ့မှာ chat ကိုနှိပ်အဲ့ဒီ chat မှာကျွန်တော်ရွေးရလိမ့်မယ် MNQ M 2026ကျွန်တော်ဘယ်လောက် time frame နဲ့ဟာရွေးလိုက်မယ်ဆိုကျွန်တော်5 minute ကိုရွေးလိုက်မယ်ပြီးရင် okay ကိုနှိပ်လိုက်မယ်နောက် chat တစ်ခုဖွင့်လာလိမ့်မယ်အဲ့တော့ဒီကောင်ကိုရွေးထားပြီးတော့ကျွန်တော်15 minute မှာမဟုတ်ဘဲနဲ့ဘယ်မှာသွားမလဲဆိုတော့1 minute မှာသွားမယ်เนาะနောက်တစ်ခုကျွန်တော် chat တစ်ခုထပ်ဖွင့်မယ်ဗာလဲဆိုတော့ MNQ ကိုပဲကျွန်တော်က let me
looking for the 15 second. Okay. Customer ကျွန်တော်တို့ရွေးလို့မရတော့ဘူးလား minute ပဲလား second chat မပါတော့ဘူးလား Come on, really? Time span, year, month, week, day. Minute. All right, second check မတွေ့တော့အရင်ကကျွန်တော် second သုံးလို့ရတယ်ဗျ Anyway အဲ့တော့ဒီမှာကဒီဘေးမှာလေအခုဒီဘက်ဘေးမှာ alright ဒီဘက်ဘေးမှာလေ price ပေါ်မှာကျွန်တော်တင်လိုက်တဲ့အချိန်မှာဘာတွေ့ရလဲတဲ့ limit to stop တော့တွေ့ရမှာကျွန်တော် control key ကိုနှိပ်တဲ့အချိန်မှာအပြာရောင်လေးဖြစ်သွားတယ်သူက stop ဖြစ်သွားတယ် control key ကိုလွှတ်ထားလို့ originally mouse ကအဲ့ဒီဘာကိုရောက်တဲ့အချိန်မှာ LMT ဆိုတာဖြစ်တယ် LMT ဆိုတာ limit order ကိုပြောတာเนาะအကယ်၍ကိုက limit order တင်ချင်တယ်ဆိုလို့ရှိရင်ဒီမှာအဲ့ဒီ price မှာ double click နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ limit order တင်သွားလိမ့်မယ်เนาะဒါဆိုရင် limit order ဖြစ်သွားပြီဘာ limit လဲဆိုတော့လက်ရှိ market price ရဲ့အပေါ်မှာရှိနေတဲ့ကောင်ဒီ sell limit เนาะအဲ့တော့cancel လုပ်ချင်ရင် how do cancel ဆိုတာ Connected. လွယ်တာကတော့ဘာလဲဆိုတော့ဒီဘေးမှာကျွန်တော် trading platform ဖွင့်ပြီးတော့သုံးတာတော့လွယ်တယ်အဲကျွန်တော် trade panel ကိုဖွင့်လိုက်မယ်ဒီမှာ trade panel ပါတယ်เนาะ trade panel အဲ့တော့ account ဒီကျွန်တော် simulator account ပါเนาะ demo account ပါဆိုတော့ဒီမှာ QD1 က quantity ဆိုတော့ block contract trade မှာလဲဆိုတော့အခုလက်ရှိအပ်ပါလဲဆိုတော့ MNQ ဆိုတော့ကျွန်တော်တို့ကcontract size က1 contract လောက်ဆိုရင်ကိုအဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆို1 contract မှာတစ် point ကိုကျွန်တော်တို့$2ပဲရှိတယ်လေနော် easy အဲ့နည်းနည်းလေးတော့သုံးရတာလက်ဝင်တာမျိုးရှိမယ်နော် what is that လက်ဝင်တာမျိုးရှိတယ်ဆိုတော့ဟိုမှာ trading မျိုးသုံးနေကြသူတွေဆိုလို့ရှိရင် chatting က smooth မဖြစ်တာမျိုးတွေတွေ့ရလိမ့်မယ်နော်ဒီ line ကဘယ်က line လဲအဲ့လိုကိုးဆွဲရုံနဲ့တိတ်ပြီးတော့အလုံးမဖြစ်နော်ဆိုတော့ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်ဒီ order တွေတော့နားလည်မယ်တဲ့နော် buy market buy s buy big ပြီးလို့ရှိရင် sell market sell s sell big ဆိုတာရှိမယ်ဒီမှာ GTC လို့ပဲထားပြီးတော့ trade ချထားပြီးတော့ position ကိုတင်မယ်နော်ဆိုတော့အခုလက်ရှိ order ဝင်ဖို့လို့တော့ order ဆန်းပြီးတော့ဝင်ပြမလို့Don't kidding me too much. Total smooth မဖြစ်တာ Okay အခုလက်ရှိ current price ဒီ233 24233 range ထဲမှာရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်အောင်ကျွန်တော်live data ဆိုတော့ဒီအခုကျွန်တော်ဖွင့်ထားတဲ့ Hori chat ပေါ့နော် Hori chat ကကျွန်တော် future trade နေတဲ့ profile က live ရတဲ့ data เนาะအဲ့ဒီ data နဲ့ဒီကောင်နဲ့တူလာကြည့်ပုံပြီးမြင်လာခြင်းလဲဆိုရင်ဒီဘေးက price line ကိုကြည့်နော်ပြောချင်တာပါလဲဆိုတော့ကျွန်တော် live market data ရနေတယ်
အဲ့ဒါပြောချင်တာနော်ဒီကောင်ရွေ့တာနဲ့ဒီကောင်သွားတဲ့ဟာနဲ့ကြည့်ဆိုတော့ဒါဒီ delay တွေတာမဟုတ်ဘူး live data နော်အဲ့ဒါကိုတက်တည်ပြချင်လို့ဒီကောင်ဖွင့်တာဒီကောင်ပြတာ alright ဆိုတော့ကျွန်တော်အဲ့ဒီဟာကိုပြန်ပိတ်လိုက်တော့မယ် live နှစ်ခုဆွဲလို့ရှင်ကျွန်တော် run မနိုင်မယ်နဲ့ခဏ crash နေတာရပြီ okay အဲ့တော့ဒီမှာ trading panel ပေါ်ပြီပေါ့နော်အဲ့တော့ trading panel ဘယ်ကပေါ်လဲဆိုတော့ view ထဲမှာသွားကြည့်ဒီမှာ trade panel ဆိုတာရှိတယ် order T ကိုနှိပ်တယ်ဆိုလို့ရှိရင်လည်းပေါ်လာလိုက်မယ်เนาะအဲ့တော့ကျွန်တော်နမူနာကြည့်ကြည့်ရအောင်ဆိုတော့ဒီကောင်က buy နဲ့ sell နဲ့ဒါဒီ purely strategy ကိုကျွန်တော်တို့ပြောမှာမဟုတ်ဘူးเนาะ strategy ကိုပြောမှာမဟုတ်ဘူးဆိုတော့ကြည့်ကြည့်အောင်ဒီ target ထားပြီးတော့ဘိုင်းကြည့်လို့ရမလားပေါ့နော် alright ဒီကောင်က selector ဒီကောင်က drag and drop လုပ်လို့ရတာကောင် rather than buy I want to short alright so ဒီမှာ market နဲ့ကျွန်တော်တို့တကြောင်လောက် sell ကြည့်မယ် market order နဲ့ sell မယ်ဆိုလို့ရှိရင်ဒီမှာ sell market ဆိုတာရှိတယ်သူ့ကို click လိုက်အောင်မယ်နော် short ကျင်တာဒီကနေ short ကျင်တာပေါ်ထိလိုက်ပြီးတော့ဝယ်ကြည့်လိုက်မယ် live trading is not enabled for this edition and please visit more alright not live trading just simulator okay အဲ့တော့ဒီမှာဝယ်လိုက်တာ position ဝင်သွားတယ်နော်အကယ်၍ကျွန်တော်တို့က stop loss ထားမယ်ဆိုလို့ရှိရင် order sell stop ပေါ့နော် sell stop ကဒီမှာရှိလားဆိုမရှိဘူးကျွန်တော်တို့ဒီမှာတင်ကြည့်အောင် mouse ကိုဒီမှာတင်ကြည့်လိုက်တဲ့အချိန်မှာ limit ဖြစ်နေတယ် okay ကျွန်တော်တို့ stop ဖြစ်ချင်တယ်ဆိုလို့ရှိရင် control key နှိပ်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်အနီရောင်လေး STP ဖြစ်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ stop order ကိုဒီနားမှာထားမယ် double click နှိပ်လိုက်နော် double click နှိပ်လိုက်ဆိုတော့ဒါဆိုရင် stop order ဖြစ်သွားပြီဒါကဘာလဲဆိုတော့ stop loss ဒီ order type တွေကနားလည်မလို့ထင်ပါတယ်နော် related equal လို့ကျန်တယ်ဆိုတော့ဒီအပေါ်မှာပါလဲဆိုတော့ buy limit ဒီမှာ limit order ဒါတစ်ခုလေးလိုက်မယ် one contract နဲ့ buy limit ဆိုတော့အခုလက်ရှိ current PNL $26 ဖြစ်နေပြီပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဘယ်မှာကြည့်လို့ရမလဲဆိုတော့ order history let me try display မှာ two bar left ဒီမှာတော့ကြည့်လို့ရနေရတယ်နော်okay ဒါဒီ EPM 26 တဲ့ sorry sorry ဒီမှာ history အကုန်လုံးဒီမှာကောက်နေမှာကြည့်လို့ရတယ် trade reports ကအကုန်ပိတ်သွားမှာဖြစ်မယ်တူတယ်နော်အဲ့တော့ဘယ်ထဲမှာရှိမလဲဆိုတော့ home ထဲမှာရှိမယ်အခုလက်ရှိရှိနေတယ်ကောင်ဆိုတော့ဒီ condition မှာကျွန်တော်တို့ break even ရွှေ့ချင်တယ်ဆိုပါလို့မယ် drag and drop is very easy ဒါဒီ break even နော်ဆိုတော့အခုလက်ရှိ open PNL 44ဆိုတော့ဒါတွေအကုန်လုံးကဘာလဲဆိုတော့market order limit order ဘယ်လိုသုံးရမလဲဆိုတာမျိုးတကယ်လို့ဒီ condition ကနေကျွန်တော်တို့ပိတ်လိုက်ချင်တယ်ဆိုတော့ဘာလုပ်မလဲဝယ်ထားတာမလားဝယ်ထားရင်ရောင်းချလိုက် sell ဒါ submit နဲ့ discount နဲ့ဆိုလို့ရှိတယ်ဒါ one click တန်းပြီးတော့မဝင်တော့ဒီ T ကိုနှိပ်တယ်ဆိုလို့ရှိရင်တော့သူကtransfer ဖြစ်သွားမှာပေါ့နော် C ကိုနှိပ်ရင် cancel ဖြစ်မှာအဲ့တော့ဒါက cancel လုပ်လိုက်တာ order နော်အကယ်၍ပိတ်ပလိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်နှိပ်ပလိုက်ပေါ့တော်သလား position ပိတ်သွားလားဆို position မပိတ်သွားအောင်နော်
should be close all position do not show နဲ့ yes ကိုဒီလိုမှ position ပိတ်မှာပေါ့နော် position အဲ့ဒါပိတ်မှာအဲ့ဒါလေးနည်းနည်း manage လုပ်ရလိမ့်မယ်နဲ့တူတယ်နော်အဲ့ position ကဘယ်မှာပိတ်လဲဆိုတော့ဒီမှာပိတ်တယ်double click နှိပ်မှာဒီဘက် line ပေါ်မှာဆိုလို့ရှိရင် double click နှိပ်မှာအဲ့ဒီကောင်လေးအကုန်လုံးက preference နဲ့မှာရှိမှနဲ့တူတယ်ကျွန်တော်ဒီ platform က trade နေကြမဟုတ်တော့ကြတော့တချို့ဟာတွေကသူ့ရဲ့ detail ကသူတို့ရဲ့ platform ထဲမှာတွက်ကြည့်တာပို့ပြီးအဆင်ပြေလိမ့်မယ်နော် YouTube မှာသူတို့ဟိုဟာရှိတယ်ဗျ channel ရှိတယ်အဲ့ဒီထဲမှာတွားပြီးတော့ကြည့်ဒါမှမဟုတ်ဘူးဆိုခုန website မှာလည်းသူတို့ကျွန်တော်ထင်တယ် website မှာလည်းသူတို့စီမှာဘယ်လိုသုံးရမလဲဆိုတဲ့ usage တွေပါလေ website မှာမဟုတ်ရင်ဒီမှာပါလိမ့်မယ်ဗျ CQG not this one ဒါ AMP ဟာ model wave ကဟာတော့ကြည့် model wave မှာပါရရှိမယ်ဆိုတော့ဒီမှာ model wave ကိုဘယ်လို install လုပ်ရမလဲ detail information on how to use the model wave ကိုဘယ်လိုသုံးရမလဲဆိုတဲ့ဟာဒီမှာရှိမယ်ဒါတွေကတော့ PDF တွေပေါ့နော် YouTube ရှိတယ်ဗျ model wave YouTube အဲ့ဒီ YouTube မှာတော့ကြည့်အများကြီးပဲကိုသုံးကျင်တဲ့ဟာပေါ့နော်အဲ့ဒီဟာကိုအဲ့ဒီအပိုင်းကိုသွားရှာပြီးတော့ကြည့်လို့ရမယ်နောက်တစ်ခုက bar replay နဲ့ backdash လုပ်လို့ရမလားပေါ့နော်များသောအားဖြင့် future platform တွေတော်တော်များများဒီbackdash လုပ်ဖို့အတွက်ကျွန်တော်တို့ automatically ပါပြီးသားနော် okay crash သွားတာဖြစ်မယ်ဒီမှာ rotation လဲနေတဲ့ဟာလေး button လေးပါတယ်အဲ့မှာ replay mode အဲ့ဒီကောင် replay ပဲအဲ့တော့ replay ကိုရွေးချင်တယ်ဆိုကျွန်တော်ဗာရွေးရမလဲဆိုတော့ date ကိုသွားရွေးဥပမာ February January လကနေစပြီးတော့ trade မယ်ဆိုရင် January လ1ရက်နေ့ကနေပြီးတော့စပြီးတော့ရွေးတယ်နော်ဒီမှာ1ရက်နေ့ကိုကျွန်တော်ရွေးထားတယ် start time 9 နာရီခွဲ AM ကနေပြီးတော့စတယ်တဲ့ဆိုတော့အချိန်ကို AM PM ကျွန်တော်တို့ရွေးလို့ရမယ်ကျွန်တော်12နာရီကနေစခိုင်းလိုက်မယ်နော်12ခွဲကနေစခိုင်းလိုက်မယ်ပြီးရင်ဘာလုပ်ပေးရမလဲဆိုတော့ဒီကောင်ဘယ်နှစ်ရက်နေ့ကြည့်မယ်နော်တစ်လပိုင်းတစ်ရက်နေ့လို့ကျွန်တော်ရွေးထားတယ်ဒီဘေးကဒီ power button လေးအဲဒီကောင်နှိပ်လိုက်ဟော access က automatic ရွေးပေးရနေတူတယ်historical data ကိုသူဖြတ်ပြီးတော့ယူသွားတာကြည့်ကြည့်အောင်ဒီကောင်ဒီdate ကိုကြည့်ချင်တာ sorry why you guys not showing the date wait a minute all right ကျွန်တော်ကြည့်တာလွှဲနေတော့ဘယ်မှာကြည့်ရမလဲဆိုတော့ဒီမှာ mouse ကလေးလက်ထောက်လိုက်တာနဲ့ဟောဒီလက်ကလေးထောက်လိုက်တာနဲ့ဟောဒီအောက်ကဘားလေးကိုကြည့်ဒီဘားလေးမှာကြည့်မယ်နော် January 1ရက်နေ့ဆိုပြီးတော့ဒီနားလေးမှာအဲ့မှာ December 31ဒီမှာ January 1ဖြစ်သွားပြီနော်ဆိုတော့ဒါ January 1ရက်နေ့ဖြစ်သွားပြီအဲ့ data ရတယ်ဆိုပြီးရင်ကျွန်တော်တို့ဒီ minute data တွေအဲ့ဒီမှာ setting လေးပါတယ်ဘေးမှာကျွန်တော်အဲ့ setting သွားပြင်အောင် delete ကဟို source data delete ကောင်ကိုကျွန်တော်က1500 1000ထားလိုက်မယ်ပြီးရင် update လုပ်ကြည့်မယ်ပြီးရင်ကျွန်တော် play ကြည့်မယ်တမ်းပြီးမတော်ဘူးဖြစ်နေတယ်ခဏလေးเนาะကျွန်တော် real time data နဲ့ရကြတာဗျ how is that okay replay ကတော့
replay setting နဲ့ပတ်သက်လို့ကတော့ video ပဲသွားပြီးတော့ကြည့်စေချင်တယ်ဗျเนาะကျွန်တော်ကအဲ့ဒီ replay အသိပ်ပြီးတော့မ play ဘူးအဓိကကတော့ဒါပြောတာကပြောရလို့ရှိရင်ဟို live data ကိုကျွန်တော် RDF PNG ကိုတွေကိုစမ်းစေချင်တာသိစေချင်တာအဲ့ဒါကြောင့်မလို့ကျွန်တော်သူတို့ကိုဒီ live platform နေနဲ့ဒီကောင်သုံးလို့ရတယ် free ရတယ်ဆိုတာမျိုး sharing လုပ်တာเนาะအဲ့တော့ okay position ဆိုရင်ဒီမှာကြည့်မယ်ခုနကဝင်နေမြ order တွေကဒီမှာလာပေါ်တာ position ကဒီမှာကျွန်တော်တို့ဟိုဟာလောက်ရမယ်ပေါ့နော် bracket 1 2 3 က OCO တခုပိတ်ရင်တခုဖွင့်တာအဲ့ကောင်ကဘာလဲဆိုတော့ကျွန်တော်တို့ CFD ရလိုမျိုးပဲstop loss နဲ့ TP နဲ့ auto fix လောက်ထားတာပေါ့နော်ကျွန်တော်အနေနဲ့ personally အဲ့ဒီကောင်သိမကြိုက်ဘူးအဲ့ဒါကြောင့်မို့အဲ့ဒီဟာကိုမသုံးဘူးဘာပဲသုံးလို့ရှိလဲဆိုတော့ manually ဝင်တာပဲကျွန်တော်သုံးလို့ရှိတယ်နော်အဲဆိုရင် sell market ကြည့်အခုလက်ရှိ price က23329ပါတော့ဒါပေမဲ့ bid price နဲ့ ask price ကဟသွားလိမ့်မယ်နည်းနည်းပေါ့နော်ကျွန်တော် sell market နဲ့ရောင်းလိုက်တာအဲ့တော့ရောင်းထားတာဆိုရင်ကျွန်တော်တို့ထပ်သမျှ order တွေအကုန်လုံးကပြန်ဝယ်ရမယ်နော်ပြန်ဝယ်ရမယ်အဲ့တော့ profit ယူတဲ့နေရာမှာရှိတဲ့အဝယ် order ကဘာလဲဆိုတော့ buy limit ဖြစ်မယ် stop loss နေရာမှာရှိတဲ့ရောင်းထွက်မဲ့ order ကဘာလဲဆိုတော့ buy stop ဖြစ်ရမယ်နော်ဒါဒီ stop loss order ဒါဒီ limit buy limit order ဆိုတော့ဒီအောက်ကိုဆင်းလာခဲ့တယ်ဆိုထိသွားတယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ဘာလုပ်ပေးရမလဲဆို manual လိုက်ပိတ်ပေးဖို့လိုလိမ့်မယ်နော်ကျွန်တော်မြင်အောင်ကျွန်တော်ချက်ပြမယ်ဗျ order တခုထိသွားပြီဆိုလို့ရှိရင်အဲ့ဒီ order ကကျန်တဲ့ order ကbracket အနေနဲ့ချိတ်ထားတာမဟုတ်တဲ့အတွက်ကြောင့် manual လိုက်ပေးဖို့လိုတယ်အဲ့ဒီမှာအခုအဲ့ဒီနှစ်ခုမှာဘယ်ကောင်ပဲထိထိကျွန်တော်တစ်ခုကလိုက်ပေးရလိမ့်မယ်အဲ့တော့အဲ့ position တွေအကုန်လုံးကဘယ်မှာသွားကြည့်လို့ရမလဲဆိုတော့ဒီ account ထဲမှာသွားကြည့်နော် account ထဲမှာသွားကြည့်လို့ရမယ်ဆိုတော့ stop loss ထိရဆိုရင်$48ထိမယ်take profit price အထိသွားမယ်ဆိုရင်ကျွန်တော်$17ရမယ်ဆိုတော့ဒါမျိုးအကုန်လုံးဒီထဲမှာအသေးစိတ်ကြည့်လို့ရလိမ့်မယ်။ position တစ်ခုလုံးကိုပိတ်ပစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအကောင့်တွေကဒီကောင် right click ထောက်ပြီးတော့ပိတ်လိုက်ပေါ့ close now တခြား position တွေရှိသေးတယ်ဆိုတော့ close off position ဒီတစ်ခုတည်းဆိုရင်တော့ close now မှကြည့်မယ်ခုကနိုင်တယ်ဆို4နာရီ14နာရီ14ဆိုလို့ရှိရင်5နာရီအချိန်နေနဲ့ပတ်သက်လို့ကတော့ဒီမှာသွားပြီးပြင်ကြည့်ရှာကြည့်နော် time အများကြီးပဲဒီထဲမှာကျွန်တော်တို့တွေဟိုလုပ်စီရနားလဲစီရပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ကတော့အကောင့်ဘယ်လိုဖွင့်ရမလဲအဲ့ဒီအကောင့်ထဲမှာ order ဘယ်လိုတင်ရမလဲဘယ်လိုသုံးရမလဲဒီလောက်ပဲသိရဆိုရင်တော့လုံလောက်ပြီနော်ဒါကျွန်တော် stop loss ကိုဒီနေ့ရွှေ့ထားလိုက် okay ဒါဆိုလို့ရှိရင်ဒီမှာ stop order ထိသွားပြီအကောင့်ထဲမှာသွားကြည့်အောင်စောစော position နဲ့အကုန်လုံးပိတ်သွားတယ်နော်ဒီမှာပိတ်သွားတယ်ဒါပေမဲ့ဒီနေရာမှာစောစောတုန်းက order ကြီးကြံသေးလားပေါ့နော် contract ကကိုက်တယ်ဆိုလို့ရှိရင်တော့ normally ဒီ platform မှာအကုန်လုံးနှီးပါသည်bracket အနေနဲ့အလုပ်လုပ်တတ်တယ် ninja trader တို့ဘာတို့မှာတော့တစ်မျိုးပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့ order ကြံမကြံပြန်လာပြီးတော့ check လုပ်ကြည့်ပေါ့ဒီမှာ history အနေနဲ့သူတို့ကြံတယ်ကျွန်တော်အကုန်လုံးကိုပြန်ပြီးတော့ clear လုပ်လိုက်မယ် order တစ်တင်နေတယ်ဆိုရင် position နဲ့ပေါ့နော် order ဆိုတာလက်ရှိ run နေတဲ့ order ရှိတယ်ဆိုရင်ဒီမှာပေါ်မှာမဟုတ်ရင်ကျွန်တော်ဒီ position နဲ့ဟုတ်သွား okay ဒီလောက်ဆိုလို့ရှိရင်တော့ motive wave ကိုဖွင့်ပြီးတော့live market မှာ live ပြီးတော့ trade လို့ရမယ်လို့ထင်ပါတယ်နော်ထင်ပါတယ်ဟုတ်ပြီဗျာကျွန်တော်နောက်မှတွေ့ကြမယ်